ငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါဆလတ်တန်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ်နှစ်ကုန်ပိုင်းနဲ့2026ခုနှစ်နှစ်ဦးပိုင်းလေးမှာထွက်ရှိထားတဲ့ဇလန်ကုန်းများစွာတွေကနေမှငယ်ချင်းတို့ကိုဖြစ်မနေမြည်ဆန်းကြည့်တဲ့ထိတ်တန်းဇလန်ကုန်း၅ဘုတ်ကိုရွေးချယ်တင်ဆက်ပေးထားပါတယ်ဘယ်စကားတွေဖြစ်မလဲဆိုတာကတော့ကျွန်တော်တို့ဗီဒီယိုလေးဆုံးတဲ့အထိကြည့်ရှုအားပေးနိုင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ငါ Project Y 2026ကိုရီးယားဒရာမာလောကရဲ့နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ Han Soo-hee နဲ့ Jung Joon-seol တို့ကိုတကားထဲမှာအတူမြင်ကြည့်နေကြတဲ့ပရိသတ်တွေအတွက် Project Y ဆိုတဲ့ဇာတ်ကားကြီးကထွက်ရှိလာခဲ့ပါပြီ။ဇာတ်လမ်းကတော့ဝေချင်းနဲ့အခွင့်အရေးမရှိတဲ့အခြေခံလူဝန်းစားတကယ်ချင်းတစ်ယောက်ကသူတို့ဘဝကိုအောက်ခြေကနေရုံထွက်ဖို့အတွက်1 ဘီလီယံတန်ဖိုးရှိတဲ့ရွှေတုံးတွေကိုခိုးယူဖို့ကြံစီရကနေစတင်ထားပါတယ်။ဒါပေမဲ့အဲ့ဒီခိုးယူမှုကသူတို့ထင်သလောက်မရုပ်ရှင်ခဲ့ပါဘူး။ကန်နမြို့ကြီးရဲ့လှပတဲ့မိအောင်စုံလေးအောက်မှာဖုံးကွယ်ထားတဲ့လူကားတွေရဲ့လောဘအစ္စာပေါမှုတွေနဲ့ချင်းချင်းပြန်လည်တိုက်ခိုက်ရတဲ့ဒုစရိုက်လောကရဲ့ကျန်းတဲ့ပုံတွေကိုဒီဇလန်ထဲမှာအားရပါရမြင်တွေ့ခံစားရအောင်ပါ။ကြက်ကိုကြောက်ပဲယုံကြည်ရတဲ့တကယ်ချင်းတစ်ယောက်ကြားကတန်ရောက်စင်နဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကသူတို့အိမ်မက်တွေကိုတကယ်ပဲအကောင့်ထဲပေါ်ပေးနိုင်မလား။ခဏရဲ့ကြားထဲမှာပဲပြက်ကွယ်တော်မလားဆိုတာတွေကိုဒီဟွန်ရဲ့ပြောင်းလဲတဲ့ရိုက်ချက်တွေမင်းသမီးနှစ်ယောက်ရဲ့အမိုက်စားအခြေဆက်တွေပြင်ဒီမှာကျွန်တော်ဆူရောဖြစ်တဲ့ Hot Side Soundtrack တွေကပါဒီစကားကိုပို့ပြီးတော့ပြည်စုံစေခဲ့တာပြကြပါတယ်။ Action နဲ့ Thriller ကားကောင်းတွေကိုစတင်တက်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီစကားလေးက2026ခုနှစ်ထဲမှာထွက်ရှိထားတဲ့ဇာတ်လမ်းကောင်းများစွာတွေကနေမှာဘကစ်မနီတ िश ူတင်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်အဖြစ်နံပါတ်9နေရာကနေပေးထုတ်တင်ဆက်ပေးလိုက်ပါတယ်။နံပါတ်4 The Housemaid 2026ဒီမန်ချီနော်စီးစိမ်ချမ်းသာတွေနဲ့ပြည်စုံပြီးတော့ဆန္ဒဖြစ်နေတဲ့မိသားစုလေးတစ်ခုဒါပေမဲ့အိမ်ပေါ်တစ်လေးရောက်လာတဲ့အခါမှာတော့ဒီရင်ကြီးရဲ့လူဝက်ချက်တွေကတစားတစားပေါ်ပေါက်လာပါတယ်။ဒါကတော့2026ခုနှစ်ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး Thriller ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ The Housemaid ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့မင်းသမီးချော်လေး Sydney Sweeney ကတော့ဆွဲဆောင်မှုရှိလို့နဲ့အိမ်ပေါ်မလေးဖြစ်တရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့အိမ်တော်ရှင်မျိုးသားနဲ့အိမ်ပေါ်မလေးတို့ခြားကတားမြစ်ထားတဲ့ဆက်ဆံရေးတွေကနေစပြီးတော့အာဏာလုကြတာတွေမနာလိုဝန်တိုမှုတွေနဲ့လက်စားချေမှုတွေကြားမှာတိပြည့်စရာကောင်းလို့လည်းအလှည့်ပြောင်းတွေဖြစ်လာမှာကိုရိုက်ကူးပုံဖော်ပေးထားတာပါချစ်ချင်းလောဘနဲ့ဂျမက်တွေပေါင်းဆက်ထားတဲ့ဒီဇက်ကားတွေမှာလူခတ်တည်းခံလဲလူခတ်သားကောင်လဲဆိုတာကိုခက်မရခအောင်ကိုပုံဖော်ပေးထားပါတယ်အထူးသဖြင့် Sydney Sweeney ရဲ့ထူးခြားတဲ့တရုပ်ဆောင်ချက်တွေနဲ့ Amanda Seyfried တို့ရဲ့အပြိုင်မှုတွေကဆက်ရှင်ကိုလုံးဝကိုအထွတ်ထွေကိုရောက်ရှိစေမှာပါလှပတဲ့ Agent အိမ်ထဲမှာဖုံးကွယ်ထားတဲ့အမောင်းနှုတ်ကြောင်ကိုသိချင်တော့ The Housemaid ကအဖြစ်မနေကြည့်ရှုဖို့အတွက်ထိုက်တန်လို့နဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်နံပါတ်4နေရာကနေဒီချက်တက်ဆက်ပေးလိုက်ပါတယ်နံပါတ်3 Griffin in Summer 2025အသက်14နှစ်ရှင်မှာကျွန်တော်တို့ဘာလုပ်ခဲ့ကြလဲ Griffin in Summer ဆိုတဲ့ဒီဇာတ်လမ်းလေးကတခြားလူငယ်တွေလည်းမတူတဲ့ရွေရောက်စပြုလာတဲ့ Griffin ဆိုတဲ့ကောင်လေးတယောက်ကြောင့်ကိုရိုက်ကူးပေးထားတာဖြစ်ပါတယ်Griffin ဆိုတဲ့လူငယ်လေးကငယ်စဉ်တည်းကပြဆက်ရေးရတာကိုအယူမှုဝါဒနာပါတဲ့သူပါသူဟာမျိုးဒီကျောင်းမရက်မှာတကယ်ချင်းတွေနဲ့အတူပြဆက်တိုက်ဖို့ပြင်ဆင်နေပေမဲ့သူ့ရဲ့တကယ်ချင်းတွေကတော့ကောင်မလေးတွေပါတီပွဲတွေနဲ့ပဲအချိန်ကုန်ချင်နေကြပါတယ်ဒီလိုနဲ့ပဲသူ့အိမ်မှာအလုပ်လာလုပ်တဲ့အသက်25နှစ်အရွယ် Brad ဆိုတဲ့လူငယ်လေးနဲ့တွေ့ဆုံမိတဲ့အခါမှာတော့ Griffin ရဲ့နေရာဒီကလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်Brad ဆိုတဲ့လူငယ်လေးကနယူးယောက်ကနေပြန်လာတဲ့လူပညာသမားတစ်ယောက်ဖြစ်နေတာကြောင့် Griffin တယောက်သူ့ပေါ်မှာထူးခြားစိတ်ဝင်စားမှုရှိလာခဲ့ပါတယ်။သူ့ရဲ့ပြဿနာထင်မှာ Brad ကိုထည့်သွင်းဖို့ကြိုးစားရင်းနဲ့တစ်ဖက်မှာလည်းမကြည်ရတဲ့တန်ရောစင်တွေလူငယ်ဖွဲ့ရဲ့အမှားရင်းတွေနဲ့သူ Griffin တယောက်ဘလို့ရင်းချက်လာမလဲဆိုတာတွေကိုတဝါကြီးကြည့်ရှုခန်းစားမှာဖြစ်ပါတယ်။ဒီဇလန်လေးကစေကျော်သက်ဘဝရဲ့စိတ်ကူးရင်မှုတွေနဲ့လက်တွေ့ဘဝရဲ့ကွာဟချက်တွေကိုရင်မောစရာစိတ်မကောင်းစရာအလှည့်ပြောင်းလေးတွေနဲ့ပုံပေါ်ထားတာဖြစ်ပြီးတော့ Coming of Age ဇလန်တွေပေါ်မှာနှစ်သက်ကြရတဲ့ဆိုလို့ရှိရင်တော့လက်မလွတ်တဲ့ဇလန်ကောင်းတစ်ပုဒ်အဖြစ်နံပါတ်3ညကနေဖေးထုတ်တင်ဆက်ပေးလိုက်ပါတယ်။နံပါတ်1 The Blake 2025 psychological thriller ဇာတ်လမ်းကောင်းတွေကိုငတ်နေတဲ့သူတွေဆိုလို့ရှိရင်တော့အခုပြပေးမဲ့ The Blake ဆိုတဲ့ကားလေးကိုလုံးဝကြည့်သင့်ပါတယ်2003ခုနှစ်လောက်ကဆယ်ကျော်သက်ကောင်လေးတွေရဲ့ရေကူးစခန်းတစ်ခုမှာဖြစ်ခဲ့တဲ့နိုင်ကျင့်မှုအကြောင်းကိုအတော်လေးစိတ်မူရစရာကောင်းလာကိုရကူပေးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါဇာတ်လမ်းက2003ခုနှစ်မှာအခြေတည်ထားတယ်။ And ဆိုတဲ့12နှစ်အရွယ်ကောင်လေးတယောက်ကရေကူးအားကစားလေ့ကျင့်ရေးစခန်းတစ်ခုကိုရောက်လာတယ်ကလေးတဘာဝတငယ်ချင်းအစ်စ်တွေကြားမှာဝင်ဆက်ကြတော့အဲ့ဒီစခန်းကလူစုခေါင်းဆောင်ဖြစ်တဲ့ Jake တို့ဖွဲ့နဲ့ပေါင်းမိသွားတယ်။ပြဿနာကအဲ့ဒီစခန်းမှာ Ellie ဆိုတဲ့ကောင်လေးတယောက်ရှိတယ်။ Ellie မှာကအရေးပြားယောဂလိုမျိုးအကွက်တွေရှိနေတော့ကျန်တဲ့ကလေးတွေကသူ့ကို The Blake ကက်ယောဂအကောင်ဆိုပြီးတော့ဝိုင်းပြီးတော့ဖယ်ကျင်ထားကြတယ်။ And ခင်ဗျာ Jake တို့ဖွဲ့တဲ့အစင်ပြေအောင်ပေါင်းရင်းကနေ Ellie ကိုနိုင်ကျင့်တဲ့ game တစ်ခုထဲမှာပါဝင်မသိပါဝင်သွားခဲ့တယ်။နောက်ပိုင်းကျတော့ဒါက ယူကလီကစားနည်းမဟုတ်တော့ဘဲနဲ့စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကြောက်စရာကောင်းတဲ့အခြေအနေတွေအထိပြောင်းလဲသွားတဲ့အခါတယောက်ပါဆက်လုပ်မဲ့ဆိုတာတွေကိုတက်ထည့်ဖို့ခံမှတ်ချက်အပြည့်နဲ့ကိုကြည့်ရှုခန်းစားမှာဖြစ်ပါတယ်။ကလေးကဆိုပေမဲ့ဒီကကလေးကတော့လုံးဝမဟုတ်ပါဘူး။စက်ကောင်တွေကစနစ်နဲ့သားတွေဆိုပေမဲ့တင်ပြပုံကအတော်လေးကိုတက်ဖြစ်လွန်ပါတယ်။ကျောင်းသားရွယ်နိုင်ကျမှုကခံရသူတက်ဘလောက်ထိငရဲကြလဲဆိုတာတွေကိုသိပြစရာကောင်းလာကိုရကူပုံဖော်ပေးထားတဲ့ဇာတ်လမ်းမျိုးပါ။ပေးထပ်တန်ရုပ်တွေနဲ့၆ချရမျိုးဖို့ပဲနဲ့ယူစိတ်တဘာဝအပေါင်းအသင်းမွေဆက်မှကြောက်တဲ့စိတ်တွေနဲ့နိုင်ကျင့်တဲ့စိတ်တွေကိုပေါင်းဆက်ပြီးတော့အတော်လေးကိုစိတ်ဖိစီးမှုများတဲ့ခံစားချက်တွေကိုပေးစနိုင်မဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
မင်းသားကြီးဂျိုးအကယ်ဒမီကဒီပြဆီယာမြတ်ကပါဝင်ထားတယ်လို့ကလေးတယောက်ဆောင်လေးကလည်းတကယ်ကမှအပြင်းမှဖြစ်နေတာထင်အောင်ကိုပါမန်နဲ့တယောက်ဆောင်ထားတာကတော့ဒီကားရဲ့အသက်လို့သတ်မှတ်လို့ရပါတယ်ပေါ့ပေါ့ပါပါကားမျိုးမဟုတ်ဘဲနဲ့လူစိတ်ရဲ့အမောင်မက်ချက်ကမှဆူဆူရှာရှာခန်းစားနေတဲ့သူတွေဒရမာသရီလာဇလန်ကောင်းတွေကိုကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ဒီဇလန်လေးကလုံးဝလက်မလွတ်တဲ့ဇလန်ကောင်းတစ်ပုဒ်ဖြစ်နံပါတ်2ညကနေဘေးထုတ်ပစ်ဆက်ပေးလိုက်ပါတယ်နံပါတ်1 Marty Supreme 2025ဒီစကားလေးက Oscars Garden 9ဆုတော်ဝင်ထားတာပါမကြသေးခင်ကကျမ PC သွားတဲ့ Golden Globe Award 2016မှာလဲ Timothy Chalamet ကဒီကားနဲ့ပဲ Best Actor ဆုကိုရရှိသွားခဲ့ပါတယ်ဇလန်ချင်းကိုပြောရမယ်ဆိုရင်ဒီဇလန်လေးက1950ပြည့်လို့နှစ်တွေကိုအခြေတည်ထားတဲ့ဇလန်လေးဖြစ်ပါတယ်မာတီမောင်ဆာဆိုတဲ့လူငယ်တယောက်အကြောင်းကိုရိုက်ကူးပုံပေါ်ထားတဲ့ဇလန်လေးပဲဖြစ်ပါတယ်သူကပင်မောင်ကစားတဲ့နေရာမှာပါရမရှင်တယောက်ဒါပေမဲ့သူကယူအားကစားသမားမဟုတ်ပဲနဲ့လောင်းစားဝမ်းတွေမှာလူတွေလောက်အကွက်တွေရွှေ့ပြီးတော့ပတ်စံရှာတဲ့လူတယောက်လည်းဖြစ်ပါတယ်မာတီရဲ့အိမ်မက်ကကမ္ဘာချန်ပီယံဖြစ်ဖို့ပါဒါပေမဲ့သူ့ဘွားကပင်မောင်ပွဲတွေမှာပဲပြီးဆုံးမနေပဲနဲ့အရှုပ်ထွေးတွေကြားမှာဘလုံးမထွေးဖြစ်နေတာဝေးလိနာတွေလူမိုက်တွေနဲ့ပတ်သက်မိတာတွေအင်တော်တဲ့မျိုးသမီးတွေနဲ့ဆက်ရှုပ်ခင်းတာတွေအစုံပြီးလို့ပါပဲနယူးယောက်မြို့ကြီးရဲ့လမ်းမပေါ်ကနေနိုင်ငံတကာပြိုင်ပွဲတွေစီကိုရောက်သွားပြီမြင်သူ့ရဲ့မိုင်မဲရဲ့ဆွမ်းမချက်တွေစိတ်လက်မှန်ပါလို့ရတဲ့ကြောင့်အခက်ခဲတွေတစ်ခုပြီးတစ်ခုချင်းဆိုင်ရတွေကိုမြင်တွေ့ခံစားမှာပါဒီဇလန်လေးကကာမန်အားကစားရုပ်ရှင်တွေလိုပြိုင်ပွဲဝင်နေနိုင်တယ်ဆိုတဲ့ပုံစံမျိုးလုံးဝမဟုတ်ပါဘူး George Savdier စတိုင်တိုင်းဆက်ရှင်ကမြန်တယ်စူတယ်ကြည့်ရတာလုံးဝကိုရှင်တမမဖြစ်တော့တယ်တီမိုသီရှာလာမီရဲ့တရုတ်ဆောင်ချက်တွေကလည်းအတော်လေးကိုအားရခြင်းနဲ့ပိုကောင်းခဲ့ပါတယ်ပင်မောင်ရိုက်တဲ့အခန်းတွေဆိုရင်လည်းတကယ်ကမှ action ကားလို့ထင်ရလောက်အောင်ကို cinematic experience ကအရင်ကိုပြည့်စုံလို့တော့မို့တကယ်ကျွန်တော်ဖြစ်နေမိစမ်းကြည့်တဲ့ဇလန်ကောင်တစ်ပုဒ်အဖြစ်နံပါတ်1ကနေဘေးထုတ်တင်ဆက်ပေးလိုက်ပါတယ်အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗျာဗီဒီယိုလေးကအကြောင်းအရာတွေကိုနှိပ်သက်တယ်ဆိုရင်တော့ like share subscribe comment လေးနဲ့အတူ notification call လေးကိုနှိပ်ထားပြီးတော့အဆောင်မြောက်အားပေးနိုင်ပါတယ်တကယ်ကျွန်တော်အားလုံးပဲနောက်တော့မှပြန်လည်ဆုံတွေ့ကြတာပေါ့